extra ဝတ်စပြန်မှုန့်တွေဘာလို့လူသုံးများနေတာလဲဆိုတော့တဘာဝအသီးအနှံငါရတဲ့အင်ဇိုင်းနဲ့ဖော်ဆက်ထုတ်လုပ်ထားခြင်းဖြစ်တာကြောင့်အဝတ်ထည်တွေကအယောင်မကျပဲဖြူစင်တောက်ပြောင်စေုံတာမကအဝတ်ထည်ကိုလည်းနူးညံ့သင်းပြန့်စေပါတယ်နောက်ပြီးတော့ဓာတုရောနှောကင်းတဲ့အတွက်ရေနှစ်ခါလောက်ချော်ယုံနဲ့လုံလောက်တယ်နော်မွေးကင်းစားနဲ့ကလေးငယ်တွေရဲ့အဝတ်တွေကိုလည်းဒီ extra ဝတ်စပြန်မှုန့်နဲ့ချော်ရင်ဘေးထွက်ဆူကျိုးမရှိပါဘူးရှင်အဝတ်ချော်ပြီးသားရေတွေကိုတစ်ပင်ပန်းပင်တွေလောင်းလို့ရပါတယ်ရေမြောင်းထဲကိုတွန်းလောင်းချလိုက်မယ်ဆိုရင်လည်းရေမြောင်းတွင်းမှာရှိရဲ့အပုပ်နှံ့တွေကိုကင်းစင်စေနိုင်ပါတယ်ရှင်စပြဘူးထဲမှာပါတဲ့အစိမ်းအောင်ဇွန်းခွက်တစ်ဇွန်းစာကအဝတ်ထည်9ကီလိုချော်လို့ရတယ်နော်ကဲကိုရီရဲ့အဝတ်တွေကိုအယောင်လဲမကျစေချင်ဘူးအထည်လေးတွေလည်းနူးညံ့ဣပတ်အနံ့လေးတွေလည်းတင်းပြန့်မွှေးကြိုင်စေချင်တယ်ဆိုရင်အင်ရှင်မတွေအကြိုက်လူလန်ကုမ္ပဏီကထုတ်လုပ်ထားတဲ့ဒီ extra wet စပြမုံလေးကိုသုံးလိုက်ပါ extra wet စပြမုံကိုမှာယူသုံးစွဲကြတဲ့အတွက်ကျေးဇူးများတင်ပါတယ်ချင်း